ဖန်ဆင်းရှင်ဝါဒအလုံးကိုဦးသိန်းအကူအညီတောင်းပါတယ်အကူအညီမတောင်းမီအမှားတစ်ခုကိုခံချင်လို့ပါမနေ့ကဦးသိန်းဘုရားသခင်ဖန်ဆင်းတဲ့မြေကြီးသည့်အညိုသည်ဖြစ်၍လူသားအလုံးသည့်အညိုဖြစ်တဲ့အတွက်အဲ့ဒီတကမှားသွားတာပါပြောချင်တာဘုရားသခင်နဲ့တူတဲ့အသင်းတော်ကိုဖန်ဆင်းတာအဲ့ဒါကိုပြောချင်တာနည်းနည်းလောသွားတာမှားသွားတာအဲ့ဒါကိုခွင့်လို့ကြပါပြီးရင်အကူအညီတောင်းမှာပါထာဝရဘုရားသခင်ကဒီလောကကြီးကို6ရက်နဲ့အပြီးဖန်ဆင်းတယ်လို့ကျမ်းဂန်မှာဖတ်ပူးပါတယ်ပြီးလို့ချင်းအဲ့ဒီသူ့ဘာသာဝင်တွေရဲ့သူတောင်းတန်ကိုလည်းကြားရတယ်လို့လည်းဆိုင်ရာဖန်ဆင်းခြင်းဝါဒကိုလက်ခံတဲ့ဘာသာဝင်တွေကဦးသိန်းကိုလာပြောကြပါတယ်ဦးသိန်းကိုတော့မှသူတောင်းခိုင်းပါတယ်သူတောင်းရင်ကြားတယ်လို့ပြောပါတယ်အဲ့ဒါကြောင့်ဖန်ဆင်းခြင်းကိုယုံကြည်တဲ့ဘာသာဝင်ညီကိုမောင်နှမအလုံးကိုဦးသိန်းတစ်ခုလောက်အကူအညီတောင်းချင်လို့ပါဘာအကူအညီတောင်းချင်တာလဲဆိုလို့ရှိရင်ဒီမြန်မာနိုင်ငံဖြစ်ပျက်နေတဲ့ကာလဒုကြီးပေါ့အဲ့ဒီကာလဒုကြီးကနေလွတ်မြောက်အောင်9ရက်အတွင်းဖန်ဆင်းခြင်းဝါဒကိုလက်ခံတဲ့ညီကိုမောင်နှမများကနေပြီးတော့လွတ်မြောက်အောင်သူတောင်းပေးပါလို့ဦးသိန်းအကူအညီတောင်းချင်တာပါဒီတလောကလုံးကြီးကိုတော့မှ6ရက်နဲ့ဖန်ဆင်းတယ်ဆိုအဲ့ဦးသိန်းပြောသလိုပဲခဏပြောသူအမောင်းဝင်ခွန်းတာတခုတော့သဘောကျပါရဲ့ပြီးကြတော့သူမေးထားရပေါ့နော်သူစူတောင်းခံချက်တင်ထားတာကတော့မြန်မာပြည်ကြီးငင်းချမ်းမှုအတွက်စူတောင်းပေးပါတဲ့9ရက်နဲ့ပေါ့နော်ငင်းအောင်လို့စူတောင်းပေးဖို့စူတောင်းခံချက်တင်သွားတယ်ဒါပေမဲ့စူတောင်းခံချက်ကိုတော့သဘောကျပါတယ်ဒါပေမဲ့ကျွန်တော်တို့ကျမ်းစာကိုသိချာဖတ်မယ်ဆိုလို့ရှိရင်ဦးစင်းသိနိုင်ပါလိမ့်မယ်ခရစ်တော်ရဲ့ဒါနောက်ဆုံးသောကာလပေါ့နော်ခရစ်တော်ရဲ့နောက်ဆုံးသောကာလဖြစ်တယ်ခရစ်တော်ပြန်ကြွလာခြင်းအချိန်မှာဖြစ်လာမယ့်နိမိတ်ဒီခရစ်ယာန်နေများစွာထဲမှာမှခရစ်တော်အတုရောင်ပေါ်လာပါမယ်ဒီမှာလဲခရစ်တော်ဟိုမှာလဲခရစ်တော်ဆိုမှအတုရောင်ပေါ်မယ်ကဘာမြေလဲရေကြီးလာမယ်ငလင်လုံမယ်စစ်ဖြစ်မယ်ကိုလူမျိုးချင်းတိုက်ပွဲဖြစ်မယ်လူနယ်မျိုးနယ်ချင်းတိုက်ပွဲဖြစ်ရမှာမယ်ဒါကတူလာရဲ့နမိတ်လက္ခဏာပဲပေါ့နော်ကျွန်တော်တို့ကသွားသားလို့မရဘူးဖျားလုပ်တဲ့အမှုတွေကိုမသားစီးရဆိုမှလည်းကျန်းစာမှာပါပါတယ်ဒါကနောက်ဆုံးတော့ကာလရောက်နေတာဖြစ်တယ်စာရန်အရန်လှုပ်တဲ့ကာလလည်းဖြစ်ပါတယ်ခင်ဗျစာရန်နတ်ဆိုးကမယုံကြည်သူတွေရဲ့အထဲမှာရှိပါတယ်တင်းတို့ခေါ်ဖိတ်ထားတာဖြစ်ပါတယ်တင်းတို့စာရန်မနက်ကိုတင်းတို့အထဲကနေမောင်းထုတ်လိုက်တဲ့အခါကျရင်တင်းတို့တွေလှည့်စားခံထားတဲ့အရာအားလုံးကိုတင်းတို့ပြန်လဲသိမြင်လာမှာဖြစ်ပါတယ်ခင်ဗျအရင်တော့ကလှည့်စားခံရဘူးတဲ့သူတွေလည်းရှိတယ်အခုကျွန်တော်ကိုယ်တိုင်လည်းအရင်တော့ကထင်ခဲ့တဲ့မြင်ခဲ့တာတွေပေါ့နော်လှည့်စားခံခဲ့ရတယ်မိဘရဲ့ပြောဆိုမှုတွေကိုယုံကြည်ခဲ့တယ်ပေါ့နော်တကယ်တမ်းပဲအဲ့နတ်ဆိုးတွေကိုနှင်ထုတ်လိုက်တဲ့အခါမှာအဲ့ဓာတွေဟာလှည့်စားမှုတစ်ခုဆိုတော့ပြန်လဲသိခွင့်ရတယ်ပေါ့နော်တကယ်မရှိဘူးဆိုတော့သိခွင့်ရတယ်ဒီစစ်ပွဲတွေဖြစ်တယ်ဆိုတာကလည်းနောက်ဆုံးတော့ကာလအချိန်မှာရောက်လို့နေပြီပေါ့နော်သခင်ခရစ်တော်ပြန်လာဖို့အချိန်နီးနေပြီတချို့ကလည်းပြောတယ်မင်းတို့ခရစ်တော်ကလည်းရောက်တော့မယ်ပြောပြီးခုနှစ်ကလေးမရောက်ဒီနေ့ကမလာဘူးမရောက်ဘူးတဲ့သူလာမဲ့အချိန်ကိုဘယ်သူမှမသိနိုင်ပါဘူးကျွန်တော်ကကြိုတင်ပြင်ဆင်ရမှာဖြစ်ပါရဲ့ခင်ဗျကျမ်းစာမှာပါတဲ့အတိုင်းအစ္စရေးနိုင်ငံမှာလည်းယခုလက်ရှိဖြစ်သွားတယ်နော်အစ္စရေးနိုင်ငံကိုသူတို့ငိုကြွေးချင်းကြားလိုက်မယ့်အချိန်ကိုဥပုံနဲ့မကြပါစေနဲ့လို့မကြစေဖို့လုံငါဆူတောင်းကြလို့ယေရှုကမှာခဲ့ပါတယ်ဒါပေမဲ့ယေရှုပြောတဲ့အတိုင်းဥပုံနဲ့မှာပဲသူတို့ရဲ့အစ္စရေးနိုင်ငံကြီးမှာငိုကြွေးခြင်းနဲ့စတင်ဖြစ်သွားခဲ့တာဖြစ်ပါတယ်အခုလက်ရှိဒီပါလက်စတိုင်းနဲ့ပေါ့နော်အခုအစ္စရေးနဲ့ကအခုဒီမပြီးကြသေးဘူးဒါတက်တယ်ပေါ့နော်ကျန်းစာအရဆိုလို့ရှိရင်တခြားသောနိုင်ငံတွေကလည်းဝိုင်းတိုက်မယ်လို့တော့ကျန်းစာပါပါတယ်ခင်ဗျတေချာကြည့်နိုင်ပါလေဗျာလေးကျန်းကိုဖိုင်တေချာသိရှိနိုင်ပါလေကျန်းစာအကြောင်းတွေမှာလည်းတေချာတင်ပါလိမ့်မယ်ဒီစစ်ပွဲတွေကတော့ရက်တန်လို့မရပါဘူးခင်ဗျဒါကဖြစ်လာမယ့်အရာဖြစ်တဲ့အတွက်ကျွန်တော်တို့ကတော့ရှေ့ဆက်ဖို့စူတောင်းပေးဖို့ပဲလိုအပ်တာပါခင်ဗျ